ဇလန်းအစမှာရွှေခြေထောက်လိုလူသိများတဲ့ဘောလုံးသမားလေးဂိုးသွင်းဖို့ကြိုးစားပေမဲ့ရွဲချော်သွားပြီးသူ့အသင်းရှုံးနိမ့်သွားခဲ့ပါတယ်။အဲ့ဒါကိုစိတ်ဆိုးဒေါသထွက်နေတဲ့ပရိသတ်တွေကကွင်းထဲအထိဝင်ချလာပြီးသူ့ကိုဝိုင်းရိုက်ကြလို့ခြေထောက်ကျိုးသွားခဲ့ရတယ်။ဒါရင်မကသေးဘူးသူ့အသင်းဖော်ဟန်ဆိုတဲ့ကောင်ကရွှေခြေထောက်ရဲ့ကျဆုံးမှုကိုကြည့်ပြီးခိုးပြုံးနေခဲ့ပါတယ်။နှစ်ပေါင်း20ကြာသွားတဲ့အခါမှာတော့ဟန်ကအောင်မြင်ကျော်ကြားတဲ့နီးပြတစ်ယောက်အပြင်တထေးကြီးတဦးဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ရွှေခြေထောက်ကတော့ခြေထောက်တစ်ဖက်မတန်တော့ပဲဟန်ရဲ့အစီခံတစ်ယောက်ဘဝကိုရောက်နေခဲ့ရတယ်။ရွှေခြေထောက်ကသူဟာဟန်အတွက်နှစ်ပေါင်းများစွာအလုပ်အကျွေးပြုခဲ့လို့ဘဝကိုအသစ်ကပြန်စဖို့အခွင့်အရေးတစ်ခုတောင်းဆိုပေမဲ့ဟန်ကဂတိဖြတ်ပြီးညှင်းလွတ်လိုက်ပါတယ်။အဆိုးဆုံးကတော့ထိုစဉ်ကရွှေခြေထောက်ရဲ့ခြေထောက်ကျိုးအောင်ပရိသတ်တွေကိုပတ်စံပေးပြီးရိုက်ခိုင်းခဲ့တာသူကိုယ်တိုင်ပါပဲဆိုတဲ့အမှန်တရားကိုဖွင့်ပြောလိုက်တာပါပဲစိတ်တက်ကြပြီးထွက်လာတဲ့ရွှေခြေထောက်ဟာ TV မှာဘောလုံးပွဲတစ်ခုကိုရက်ကြည့်နေတော့ဘေးနားကအမိုက်အိတ်တွေပေါ်မှာအကျော်ဆက်နေတဲ့ကောင်လေးတစ်ယောက်ကသူ့ရဲ့ကန်ချက်နီးစနစ်မားနေတယ်လို့လာပြောပါတယ်ထိုကောင်လေးကတော့ကွန်မှုပညာရှင်တမ်မဏိခြေထောက် Steel Light ပါသူကစိတ်နဲ့ခန္ဓာပေါင်းဆက်ရမယ့်အကြောင်းကွန်ဖူးရဲ့အနှစ်သာရဟာဘယ်တော့မှအရှုံးမပေးတာဖြစ်ကြောင်းရှင်းပြပြီးရွှေခြေထောက်ကိုကွန်ဖူးတင်ပေးဖို့ကပ်ပြားလေးတစ်ခုပေးခဲ့ပါတယ်။ရွှေခြေထောက်ကစိတ်မဝင်စားပဲအဲ့ဒီကပ်ပြားကိုအချိုရည်ဘူးထဲထည့်ပစ်လိုက်တဲ့အခါတမ်မဏိခြေထောက်ကအဲ့ဒီဘူးကိုလျှက်စီးလိုမြန်ဆန်တဲ့ခြေထောက်နဲ့ကန်ထုတ်ပစ်လိုက်တယ်။တမ်မဏိခြေထောက်ဟာခြေထောက်ပိုင်းအင်မတန်တန်မာတဲ့ကွန်ဖူးဆရာတစ်ယောက်ဖြစ်ပေမဲ့လက်ရှိမှာတော့အမိုက်ကောက်ပြီးဆင်းရဲဒုက္ခရောက်နေရသူပါ။နောက်တော့သူဟာလက်ဖြတ်ပြီးပေါက်စီအရန်ကောင်းကောင်းလုံးနိုင်တဲ့ကွန်ဖူးသူရဲကောင်းမလေးမွေးမွားရဲ့ပေါက်စီဆိုင်ကိုရောက်သွားပါတယ်။အစီဖိုးပေးစရာမရှိလို့သူ့ရဲ့စုပ်ပြတ်နေတဲ့ဖနက်ကိုပေးပြီးတချင်းဆိုကချော့ခဲ့ပေမဲ့ဆိုင်ရှင်ကဆဲဆိုလွတ်လိုက်လို့ဖနက်ကြံခဲ့ပြီးထွက်ပြေးခဲ့ရတယ်။လမ်းမှာရွှေခြေထောက်ဟာနယံတစ်ခုတည်းညှက်နေတဲ့အချိုရည်ဘူးကိုတွေ့ပြီးအတင်းဆွဲထုတ်လိုက်တဲ့အခါနယံတစ်ခုလုံးပြိုကျသွားပြီးအထဲကတမ်မဏိခြေထောက်ရဲ့ကပ်ပြားကိုပြန်တွေ့သွားပါတယ်တစ်ဖက်မှာလည်းတမ်မဏိခြေထောက်ကရန်လာဆတဲ့လူမိုက်တတိုက်ကိုဘောလုံးတစ်လုံးနဲ့ကန်ပြီးပညာပေးလိုက်တာကိုရွှေခြေထောက်မြင်သွားပြီးဒါငါရှာနေတဲ့အရာပဲကွန်ဖူးနဲ့ဘောလုံးကိုပေါင်းဆက်ရင်ငါတို့အနိုင်မခံနိုင်ဖြစ်တော့မှာဆိုပြီးစိတ်ကူးရသွားပါတယ်သူတို့နှစ်ယောက်ဟာတစ်ချိန်ကကွန်ဖူးညီကိုတွေကိုလိုက်ရှာပြီးအသင်းဖွဲ့ဖို့စီးရုံးကြပါတယ်အစမှာတော့လူတိုင်းကကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေရပြီးစိတ်မဝင်စားကြပေမဲ့နောက်ဆုံးမှာတော့အားလုံးစုံစုံလင်လင်ရောက်လာကြပါတယ်လေ့ကျင့်မှုတွေစတင်တဲ့အခါအစပိုင်းမှာဘောလုံးစည်းကမ်းမရှိဘဲတမ်မဏိခြေထောက်ရဲ့ကန်ချက်ကပြင်းလွန်းလို့ဘောလုံးကကောင်းကင်ပေါ်နိုင်ပေါင်းများစွာပြန်တက်သွားတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကြောင့်နီးပြရွှေခြေထောက်ကစွမ်းအားကိုထိန်းချုပ်နိုင်မှုကြက်ဥတွေနဲ့အရင်လေ့ကျင့်